ဆိုင်မှာလာရောက်ပြီးတော့ကိုယ်တိုင်ကြည့်ချွ What? Hello printer သုံးဖို့ကွန်ပျူတာကြီးကိုဖွင့်နေရတုံးပဲလား Epson N3950 ရှိလို့ရှိရင်ဖုန်းထဲကတပ်ပုံလေးကို wireless နဲ့လမ်းပြီးတော့ print ထုတ်လိုက်ရုံပဲရုံကိစ္စပဲဖြစ်ဖြစ်အကြောင်းကိစ္စပဲဖြစ်ဖြစ်စာရွက်တွေ print ထုတ်ဖို့အပြင်ကိုသွားနေရတာအချိန်ကုန်တယ်မလားကျိုးတွေနဲ့ရှုပ်နေတဲ့ printer ကြီးလည်းအိမ်မှာမထားချင်ဘူးဆိုလို့ရှိရင်ဒီဇိုင်းလဲလှပြီးတော့နေရာလဲမယူတဲ့ဒီ Epson printer N3950 series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်သူရဲ့အမိုက်ဆုံးအချက်လေးကကျိုးတက်စရာမလိုပဲဖုန်းနဲ့တိုက်ရိုက် print ထုတ်လိုက်ရုံပါပဲ all in one မလို့စကန်ရော printer ရော copy ရောအကုန်သုံးလို့ရပါတယ်ရှင့်။မင်တခါထည့်ရုံနဲ့စာရွက်ပေါင်းထောင်ချီထုတ်လို့ရပါတယ်ရှင့်။စိတ်ဝင်စားလို့မာယူချင်တယ်ဆိုလို့ရှိရင်တော့ Viber number 3998833532ကိုဆက်သွယ်မာယူလို့ရပါတယ်ရှင့်။ဆိုင်မှာကိုယ်တိုင်လာရောက်ပြီးတော့ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့စိတ်ကန်းတာလမ်းအောင်ဗန်ဒူလာနဲ့ကုန်တယ်လမ်းကြားတိုက်အမှတ်130 PM Computer Shop မှာလာရောက်ပြီးတော့စုံစမ်းမေးမြန်းလို့ရပါတယ်ရှင့်ကျေးဇူးပါ